ရခိုင်အကျဉ်းပလက်နက်ကိုင် AA တပ်စခန်းကို ARSA အဖွဲ့ကထိုက်ခိုက်ခဲ့ကြောင်းဒေသခံများမှ MDN တို့အတည်ပြုပြောကြားခဲ့တယ်လို့သိရှိရပါတယ်Assalamu alaikum မင်္ဂလာပါ Arkhan Daily News မြန်မာပိုင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ ARSA ကမောင်တော်မြောက်ပိုင်းကြီးကျွန်းရှိ AA တပ်စခန်းကိုထိုက်ခိုက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ် Arkhan ပြည်နယ်မောင်တော်မြောက်ပိုင်းကြီးကျွန်းအတွင်းရှိရခိုင်အကျဉ်းပလက်နက်ကိုင် AA တပ်စခန်းကို ARSA အဖွဲ့ကထိုက်ခိုက်ခဲ့ကြောင်းဒေသခံများမှ MDN တို့အတည်ပြုပြောကြားခဲ့တယ်လို့သိရှိရပါတယ်ဒီဇင်ဘာ23ရက်နေ့န6နာရီခန့်ခွေတွင် ARSA အဖွဲ့ကစတင်ပစ်ခတ်ခဲ့ပြီးရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တပ်ဖွဲ့မှအပြန်အလှန်တွန်းပြန်ပစ်ခတ်ခဲ့ကြောင်းဒေသခံတအုပ်ကပြောကြားခဲ့ပါတယ်။ထိုက်ပွဲဒီမန9နာရီခွေတီဆက်လက်ဖြစ်ပေါ်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်များကိုအသုံးပြုသဖြင့်ဖောက်ခွဲတဲ့များကိုအဆက်မပြတ်ကြားရခဲ့ကြောင်းသိရှိရပါတယ်။ထုံဖြူလဝဲဒေသခံတအုပ်ကလည်းမနအာယုံ4နာရီခန့်ခွေတွင်ချီကျွန်းဘက်မှလက်နက်ကြီးလက်နက်ငယ်ဖြစ်ခဲ့တဲ့များကိုကြားလိုက်ရကြောင်းပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ် White Com ဒေသရှိစီရာဇုလ်မုစတာဖာလာလူကမီဒီယာများသို့ပြောကြားရာတွင်ဒီဇင်ဘာ23ရက်နေ့စနေနေ့တွင်ထက်နပ်နယ်စပ်မှာ4နာရီကြာထိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်းမြန်မာဘက်ချင်းတွင်ဖြစ်ခဲ့ကြောင်းဆိုပါတယ်။နယ်စပ်တလျှောက်ရှိအိမ်များထုံလောက်သွားပြီးတနတ်တပ်များမော်တာချီဖောက်ခဲ့တဲ့များကြောင့်ဒေသခံများအထင်အလန့်ဖြစ်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။မော်တာချီအချို့ကမြန်မာဘက်မှဖြစ်ခဲ့လာပြီး White Com နယ်စပ်ကိုဖျက်သွားကြောင်းသိရပါတယ်။မမတ်ဟူစင်နာဆာဝါအလန်ဒိုရဲ့အင်ကိုဂျီဆန်အနေငယ်ထိမှန်ခတ်ပြီးနာမည်အတွင်းမော်တာကွန်တစ်ခုပြောက်ကြကမိခိုငွေများထက်လာသည်ကိုကျွေးမြင်ရကြောင်းဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာများမှာဖော်ပြထားပါတယ်။မမတ်ဟူစင်အီတာနိုရ်အဖ်ဆာကစနေနေ့မနက်ကလေးက White Com ကိုဖျက်ပြီးမြန်မာနယ်စပ်မှတနက်တန်မော်တာချီတဲ့များထွက်လာသည်အဲ့ဒီအချိန်မှာငါအိမ်ကိုတနက်နှစ်ချက်အဆက်မပြတ်ဖြစ်ခဲ့ခင်ရပြီးမုံလင်းအတိတနက်တန်များဆက်လက်ကြားရသည်ဟုပြောကြားခဲ့ပါတယ်။ဆွာအလမ်ကလေတနက်တန်တွေကြားချိန်မှာအိမ်ကကလေးတွေကိုလုံခြုံတဲ့နေရာမှာခိုလုံစရန်ခေါ်ထုတ်ခဲ့ရပါတယ်။တနက်တန်တွေအဆက်မပြတ်ကြားရလို့ကြောက်လန့်တကြားဖြတ်သွားပြီးထိုက်ပွဲဖြစ်နေချိန်မှာအိမ်တွေလောက်ထွက်တဲ့ချီစံတစ်ခုခုံမှုကိုဖောက်ပြီးအိမ်သေးကိုချသွားခဲ့တယ်ဟုပြောကြားခဲ့ပါတယ်။ White Com ရဲစခန်းတာဝန်ခံ SI ကိုကွန်ကန်တီရူဒရာကလေမြန်မာနိုင်ငံနယ်စပ်တချောင်းတနတ်တများကိုအာယုံတက်ရှင်ထိကြားနေရကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ ARSA သည်2013ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးအာရကန်ပြည်နယ်တွင်မီဒီနဲ့ထိုင်နေသောရိုဟင်ဂျာလူမျိုးများနဲ့အခြားသောလူနည်းစုများ၏လုံခြုံရေးနဲ့ဝန်ထိပ်ကိုကာကွယ်ရန်လက်နက်ကိုင်တူးစစ်ဆင်နေတာဖြစ်ပါတယ်။ ARSA အဖွဲ့သည်လူမျိုးဘာသာမရွေးအာရကန်ပြည်သူပြည်သားများအားကာကွယ်စောင့်ရှောက်ရန်ခုစားပြုကြောင်းကျင်းညာထပြီးနယ်စပ်ဒေသတိုက်ပွဲများတွင်ပါဝင်နေပါတယ်။ဤသတင်းကိုမောင်တော် Daily News MDN မှာကူးခါပြီးဖော်ပြထားတာဖြစ်ပါတယ်။ Arkhan Daily News ကိုကြည့်ချူအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။